ဒီနေ့ကထောပတ်တီတုတ်စားတာပြပေးမယ်နော်ထောပတ်တီ3လုံးကျွတ်သွန်နေရတန်လွင်စီတံပြာတီနန်နန်ပင်ဒါငရုတ်ကောင်းမုတ်ဒါပဲလို့ရတိလားအရန်လွယ်တယ်အခုဒါလေးကိုတော့ပပလေးလီးပြီးတော့မှရေဆေးမယ်နော်ပြီးတော့ရှင်တုတ်ပြမယ်အရန်လွယ်တယ်စားလို့လည်းကောင်းတယ်ဒီမှာလည်းဘာထည့်လို့ရလဲဆိုဂျပန်တခွားတီးလေတခွားတီးတသေးလေးရှိအဲ့ဒါလေးပပလေးလီးပြီးထည့်လို့ရတော့အဲ့ဆိုအရန်စားကောင်းတယ်ကျမဒီမှာကြက်သွန်ဒီလေးကိုပပလီးပြီးမှရေဆေးထားထည့်မယ်ပြီးရင်ဒီကောင်မထည့်မယ်နန်းနံပင်ထည့်မယ်ပြီးရင်စားထည့်မယ်ပြီးရင်တံပြာတီထည့်မယ်ပြီးရင်စီထည့်မယ်စီကဖုံးရအောင်စီတန်နေစီလေးထည့်မယ်ရာအဲ့ဒါတုတ်မယ်နေ့တော့ရခင်းကြည့်ပြီးပြောဖို့အကုန်လုံးတမတော့နေလိုက်မယ်တက်ကြည့်လာဆိုမေ့တတ်တာခန်းကျင်ဒီကိုမေ့သွားတာဒါလေးကိုဖွားလေးပေါ့နော်မညစ်နဲ့အဲ့လေးတခွားတိထဲအရာကောင်းတယ်ကျုပ်ခနဲ့နဲ့စားလို့ကောင်းတာဒီမှာကျန်းစားလို့အရာကောင်းပြီလားကောင်းပါလားစိတ်လေတံပြာတီနန်းလေးနဲ့ကျွတ်တွန်နီလေးနဲ့ခန်းချင်ဒီရလေအကျွတ်လေကောင်းလေပဲနော်ဟိုမတိတ်မမေ့တမေ့ပေါ့နော်မကြအရင်စားလို့ကောင်းတယ်အမတခွားတီးထဲနဲ့ပိုကောင်းရောကောင်းပါကောင်းလောက်စားကြလွယ်ကောင်းတယ်